မင်္ဂလာပါအားလုံးရေဒီနေ့မှာတော့ Spiny Bank မှာ debit ကတ်ကိုဘယ်လိုလျှောက်ထားရမလဲဆိုတာကိုပြသပေးပါမယ်။ဒီကတ်ကိုဆိုင်များစုမှာငွေပေးချေရမှာအသုံးပြုနိုင်ပါတယ်။ website များသို့မဟုတ် app များတွင် online ငွေပေးချေရမှာလည်းအသုံးပြုနိုင်ပါတယ်။ဒီမှာတော့ကျွန်တော်ရဲ့ငွေပေးချေမှုမှတ်တမ်းကိုပြထားပါတယ်။လက်ရှိမှာကတ်တစ်လျှောက်ထားပြီးတငယ်ချင်း referral code ကိုထည့်ပါက2ယောက်လုံး1500ယန်ရရှိမှာဖြစ်ပါတယ်။ကဲနောက်တစ်ဆင့်အနေနဲ့စာရင်းသွင်းတဲ့လုပ်ငန်းစဉ်ကိုလမ်းညွှန်ပေးပါမယ်။ပထမဦးဆုံး App Store ကိုသွားပြီး Newbank App ကိုရှာဖွေပြီး download လုပ်ပါ။အနီရောင် logo ပါတဲ့ App ကိုရွေးပါ။ download ပြီးသွားရင် App ကိုဖွင့်ပါ။အသိပေးချက် setting ကိုတင်လိုသလိုရွေးနိုင်ပါတယ်။ခွင့်ပြုမလားမခွင့်ပြုဘူးလားရွေးပြီးဒီနီရောင်ခလုတ်ကိုနှိပ်ပါ။ဒီမှာညာဘက်ရှိအနီရောင် box ကိုနှိပ်ပါ။ဒီမျက်နှာပြင်မှာစာရင်းသွင်းမှုစတင်ဖို့ဒီခလုတ်ကိုနှိပ်ပါ။အပေါ်ဘက်ရှိအကွက်လေးကိုချစ်ပြီးဒီအကွက်မှာသင့် email ကိုထည့်ပါ။ထို့နောက်တစ်ဆင့်ခလုတ်ကိုနှိပ်ပါ။ဒီအဆင့်မှာ email ကိုဖွင့်ပြီးကုတ်ကိုကူးယူကာစာရင်းသွင်းစာမျက်နှာသို့ပြန်သွားပြီးဒီမှာထည့်ကာနောက်တစ်ဆင့်ကိုနှိပ်ပါ။နောက်တစ်ဆင့်အနေနဲ့ Newbank အကောင့်အတွက်စကားဝတ်ကိုသတ်မှတ်ပါ။စကားဝတ်မှာအခရာနဲ့နံပါတ်ပါဝင်ရပြီးအနည်းဆုံးအခရာ8လုံးရှိရပါမယ်။ထို့နောက်တစ်ဆင့်ခလုတ်ကိုနှိပ်ပါ။ဒီစာမျက်နှာမှာစာသား box အောက်ဆုံးအထိဆွဲချပြီးအကွက်လေးကိုချစ်ကာအောက်ရှိအနီရောင်ခလုတ်ကိုနှိပ်ပါ။ကဲဒီအဆင့်မှာကိုရေးအချက်လက်တွေကိုထည့်ရပါမယ်။ပထမလိုင်းတွင်သင်၏အမည်ပြည့်စုံကိုအင်္ဂလိပ်အခရာဖြင့်သင်၏နေထိုင်ခွင့်ကတ်ပေါ်တွင်ဖော်ပြထားသည့်အတိုင်းတိတိကျကျထည့်သွင်းပါ။ဒုတိယလိုင်းမှာခါးတကန့်ဖြင့်သင့်အမည်ပြည့်စုံကိုထပ်မံထည့်ပါ။လိုင်း3မွေးနေ့ကိုဒီမှာထည့်ပါ။လိုင်း4လိင်မျိုးစားကိုရွေးပါ။လိုင်း5 postcode ကိုထည့်ပါ။လိုင်း6ဖုန်းနံပါတ်ကိုဒီမှာထည့်ပါ။ထို့နောက်အောက်ရှိအနီရောင်ခလုတ်ကိုနှိပ်ပါ။ဒီစာမျက်နှာမှာသင့်အချက်လက်တွေကိုပြန်လည်စစ်ဆေးရပါမယ်။တေချာစွာစစ်ဆေးပြီးမှားယွင်းတာရှိရင်ပြင်ပါ။အောက်ကိုဆွဲချပြီးမှတ်ချက်တွေကိုဖတ်ကာအကွက်ကိုချစ်ပြီးအနီရောင်ခလုတ်ကိုနှိပ်ပါ။အနီရောင်ခလုတ်ကိုထပ်နှိပ်ပါ။ဒီစာမျက်နှာမှာအောက်ဆုံးအထိဆွဲချပြီးအပြာရောင်ခလုတ်ကိုနှိပ်ပါ။ထို့နောက်အကွက်လေးကိုချစ်ပြီးဆက်လုပ်ရန်အပြာရောင်ခလုတ်ကိုနှိပ်ပါ။ဒီအဆင့်ကဖုန်းအတည်ပြုခြင်းဖြစ်ပြီးအပြာရောင်ခလုတ်ကိုထပ်နှိပ်ပါ။ကဲ Newbank ကသင့်ဖုန်းသို့ SMS ကုတ်ပို့လိုက်ပါပြီ။ message ကိုဖွင့်ပြီးကုတ်ကိုကူးယူကာဒီမှာထည့်ပါ။ထို့နောက်အပြာရောင်ခလုတ်ကိုနှိပ်ပါ။ဒီစာမျက်နှာမှာဆက်လုပ်ရန်အောက်ရှိအပြာရောင်ခလုတ်ကိုသာနှိပ်ပါ။နောက်စာမျက်နှာမှာထပ်မံကိုရေးအချက်လက်အချို့ကိုမေးမြန်းပါမယ်။လိုင်း1နိုင်ငံသားအမျိုးအစားကိုရွေးပါ။လိုင်း2နဲ့လိုင်း3တွင်သင်၏အမည်ကိုအင်္ဂလိပ်အခရာဖြင့်နှင့်ကတ္တနာအခရာဖြင့်မှန်ကန်စွာထည့်သွင်းထားခြင်းရှိမရှိစစ်ဆေးပါမှားယွင်းနေပါကဒီနေရာတွင်ပြင်ဆင်ပါ။ထို့နောက်ဆက်လုပ်ရန်အပြာရောင်ခလုတ်ကိုနှိပ်ပါ။နောက်တစ်ဆင့်မှာဒီစာရင်းထဲကသင်လုပ်ကင်ကိုရွေးပါ။ထို့နောက်အပြာရောင်ခလုတ်ကိုနှိပ်ပါ။ဒီအပိုင်းကအခွန်ဆိုင်ရာဖြစ်ပြီးဂျပန်မှာနေထိုင်သူဖြစ်တဲ့အတွက်အပေါ်ဆုံးရွေးချယ်မှုကိုရွေးပါ။ထို့နောက်အောက်ရှိအပြာရောင်ခလုတ်ကိုနှိပ်ပါ။နောက်အပိုင်းမှာသင့်အိမ်လိပ်စာကိုထည့်ရပါမယ်။ဒီမှာရှာဖွေရန် box ကိုနှိပ်ပါ။အကြံပြုလိပ်စာများကိုအလိုလျောက်ပြသပါလိမ့်မယ်။မှန်ကန်တဲ့လိပ်စာကိုရွေးပါ။ပထမလိုင်းမှာလိပ်စာအချို့ကိုအလိုလျောက်ဖြည့်ပေးပြီးကျန်တာကိုကိုယ်တိုင်ဖြည့်ပါ။ထို့နောက်လိုင်း2မှာလိပ်စာကိုခါးတကန့်ဖြင့်ထည့်ရေးပါ။အထောက်အထားအတည်ပြုခြင်းအတွက်သင်ထည့်သွင်းထားသောလိပ်စာသည်သင်၏နေထိုင်ခွင့်ကတ်ပေါ်ရှိလိပ်စာနှင့်တိတိကျကျကိုက်ညီနေကြောင်းသေချာစွာစစ်ဆေးပါ။လိပ်စာထည့်ပြီးနောက်ဒီမှာရှိတဲ့အပြာရောင်ခလုတ်ကိုနှိပ်ပါ။ဒီအဆင့်ကအရေးကြီးပါတယ်။ဒီမှာတငယ်ချင်း referral code ကိုထည့်ပြီး1500ယန်ရယူရပါမယ်။ဗီဒီယိုအောက်ဖော်ပြချက်ကိုဆွဲချပြီး referral code ကိုကူးယူကာဒီမှာကူးထည့်ပါက1500ယန်ရရှိပါမယ်။ထို့နောက်ဆက်လုပ်ရန်အပြာရောင်ခလုတ်ကိုနှိပ်ပါ။ဒီစာမျက်နှာမှာသင့်အမည်ကိုစစ်ဆေးပြီးမှားရင်ပြင်ပါ။အောက်ကိုဆွဲချပြီး debit ကတ်အတွက်နံပါတ်4လုံးပါပင်ကိုထည့်ပါ။ထို့နောက်ဆက်လုပ်ရန်အောက်ရှိအပြာရောင်ခလုတ်ကိုနှိပ်ပါ
ကဲဒီအဆင့်မှာတင်ထည့်ထားတဲ့အချက်လက်အားလုံးကိုပြန်လည်စစ်ဆေးရပါမယ်။ထပ်မံစစ်ဆေးပြီးမှားယွင်းတာရှိရင်ဒီခလုတ်ကိုနှိပ်ပြီးပြင်ပါ။ထို့နောက်အောက်ရှိအပြာရောင်ခလုတ်ကိုနှိပ်ပါ။နောက်တစ်ဆင့်ကအထောက်အထားအတည်ပြုခြင်းဖြစ်ပါတယ်။ဒီမှာအောက်ရှိအပြာရောင်ခလုတ်ကိုနှိပ်ပါ။နောက်ပိုင်းမှာအတည်ပြုနည်းကိုရွေးချယ်ရပါမယ်။ဤနေရာတွင်တင့်ကိုယ်ရေးအတည်ပြုမှုပြုလုပ်ရန်နည်းလမ်း2မျိုးထဲမှတစ်မျိုးကိုရွေးချယ်နိုင်ပါသည်။စမတ်ဖုန်းကိုအသုံးပြုပြီးကိုယ်ရေးအတည်ပြုခြင်းနှင့်စာရွက်စာတမ်းများကိုစာတိုက်ဖြင့်ပို့ပေးပြီးကိုယ်ရေးအတည်ပြုခြင်းတင်းစိတ်ကြိုက်ရွေးနိုင်ပေမဲ့ပိုမြန်တဲ့စမတ်ဖုန်းနည်းကိုကျွန်တော်ပြသပါမယ်။အပေါ်ဆုံးရွေးချယ်မှုကိုရွေးပြီးအောက်ရှိအပြာရောင်ခလုတ်ကိုနှိပ်ပါ။နောက်တစ်ဆင့်အဖြစ်သင်၏နေထိုင်ခွင့်ကဒ်ကိုအသုံးပြုပြီးကိုယ်ရေးအတည်ပြုရန်ရွေးချယ်ပါထို့နောက်ဆက်လက်လှုပ်ဆောင်ရန်အပြာရောင်ခလုတ်ကိုနှိပ်ပါဒီစာမျက်နှာမှာအပြာရောင်ခလုတ်ကိုထပ်နှိပ်ပါနောက်တစ်ဆင့်မှာဒီလိုဝတ်စာမျက်နှာကိုရောက်ပါမယ်အောက်ဆုံးအထိဆွဲချပြီးဒီခလုတ်ကိုနှိပ်ပါဒီမှာကင်မရာအသုံးပြုခွင့်ကိုခွင့်ပြုပါအရင်ဆုံးသင်၏နေထိုင်ခွင့်ကဒ်၏ရှေ့ဘက်ကိုဓာတ်ပုံရိုက်ပါကတ်ကိုဘောင်တွင်းထားလိုက်ရုံနဲ့ဓာတ်ပုံကိုအလိုလျောက်ရိုက်ပေးပါမယ်။ထို့နောက်အကွက်တွေကိုချစ်ပြီးအောက်ရှိခလုတ်ကိုနှိပ်ပါ။နောက်တစ်ဆင့်အနေဖြင့်သင်၏နေထိုင်ခွင့်ကဒ်၏အထူကိုပြသနိုင်အောင်ဓာတ်ပုံရိုက်ပါ။ကတ်ကိုအနှဲငယ်ဆောင်းထားပြီးဘောင်တွင်းသို့ထည့်ပါထို့နောက်ဓာတ်ပုံကိုအလိုလျောက်ရိုက်ယူသွားပါမည်။ထို့နောက်အကွက်2ခုကိုချစ်ပြီးအကွက်ကိုနှိပ်ပါ။တတိယအဆင့်အနေဖြင့်နေထိုင်ခွင့်ကဒ်၏နောက်ဘက်ကိုရှေ့ဘက်ကိုရိုက်သည့်အတိုင်းပဲဓာတ်ပုံရိုက်ပါထို့နောက်အကွက်2ခုကိုထပ်ချစ်ပြီးအောက်ရှိခလုတ်ကိုနှိပ်ပါနောက်ဆုံးအဆင့်အနေနဲ့တစ်မျက်နှာကိုဓာတ်ပုံရိုက်ပါမျက်မှန်ကိုချွတ်ပြီးမျက်နှာကိုဘောင်တွင်းထားပါဓာတ်ပုံကိုလည်းအလိုလျောက်ရိုက်ပေးပါမယ်အကွက်2ခုကိုချစ်ပြီးရုပ်ကိုနှိပ်လိုက်ရင်ပြီးပါပြီဒီအချိန်မှာ New Bank Debit ကတ်စာရင်းသွင်းမှုကိုပြီးဆုံးသွားပါပြီ။ရလဒ်ကိုသိရန် email ကိုစစ်ဆေးပါ။ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်။